Hello everyone ဒီဗီဒီယိုလေးမှာတော့ Vera တို့အနေနဲ့ Unit 5 Present Simple ကိုပြန်ပြီးတော့လေ့လာတွားကြမယ်ပေါ့နော်ဒီမှာစလုံးရှိရင် Vera တို့အနေနဲ့ Unit 1 to 4ဟာဒီ MSR တို့ Present Continuous တို့ကိုလေ့လာခဲ့ကြတယ်ပေါ့နော် Present Simple Okay ဒီမှာစလို့ရှိရင် Present Simple ကကျတော့ verb 1ပေါ့ဒီကနေ present simple လို့ပြောလိုက်တာ ਨੇ တွေ့အကူကရိယာ happy verb က do နဲ့ does နဲ့ဆိုတာကိုမှတ်ထားရမယ်။အရင်ဆုံး verb 1ပြီးရင်ဒီ happy verb က do နဲ့ does နဲ့ဆိုတာကိုအရင်ဆုံးမှတ်ထားရမယ်ပေါ့နော်။တခြားဘာမှမကြည့်ခင်မှာဒါလေးကိုအရင်ဆုံးမှတ်ထားပေးရမယ်။ Okay အဲ့ဒါဆိုလို့ရှိရင် Vera တို့တစ်ချက်လောက်ကြည့်ကြည့်အောင် We read a lot ငါတို့စာအုပ်တွေအများကြီးဖတ်ပါတယ်။ I like ice cream ကြိုက်ပါတယ် Okay they have a lot of books သူတို့မှာစာအုပ်တွေအများကြီးရှိရဲ့ Vera တို့မြင်နေရတယ်စာအုပ်တွေအများကြီးရှိမှာ They read a lot သူတို့စာအုပ်တွေအများကြီးဖတ်ပါတယ် He's eating an ice cream ဒါတော့ present continuous ပေါ့နော် MSR plus verb ing လုံနေစဉ်ဖြစ်နေစဉ်ဒီမှာသူက He's eating an ice cream သူ ice cream စားနေပါတယ်တဲ့ He likes ice cream သူ ice cream ကြိုက်ပါတယ် Okay အဲ့ဒါဆိုလို့ရှိရင်တစ်ချက်လောက်ကြည့်ကြည့်အောင် present simple က verb 1 I we you ဒီများတွေဆိုလို့ရှိရင် verb မှာ ses ထည့်စရာမလိုသူရဲ့ငကိုမူရင်း verb ပဲတုံးရမယ်ဒါပေမဲ့ he she it အနေတစ်ခုကင်းနေဆိုလို့ရှိရင် verb မှာ ses ထည့်ပေးရတယ်တစ်ချက်လောက်ကြည့်ကြည့်မယ်ဒီမှာ he walks as ထည့်ထားတယ် she lives as ထည့်ထားတယ် it rains as ထည့်ထားတယ်ဒီစမစနကြည့်အောင် I work in a shop ငါကဆိုင်တစ်ဆိုင်မှာလုပ်ပါတယ်အဲ့ဒီမှာ I will you ဒီဆိုတော့သူကဒီ verb မှာ ses ထည့်စရာမလိုဘူးပေါ့နော် My brother works my brother တယောက်တည်းဆိုတော့ work မှာ s ထည့်ထားပြီး in a bank ဘဏ်မှာလုပ်ပါတယ် Lucy lives in London Lucy က London မှာနေပါတယ် Her parents အများဆိုတော့ s မလိုတော့ဘူး live in Scotland Scotland မှာနေပါတယ်ပေါ့ It rains a lot in winterဆောင်းရာသီမှာမိုးများပါတယ်တဲ့ have have ရဲ့ singular အနည်းကိန်းက has ပေါ့နော် Joe has a shower every day Joe နေ့တိုင်းရေချိုးပါတယ်တဲ့ sh verb တွေမှာ sh နဲ့ဆုံးရင် es ပေါင်းထည့်ပေးရတယ် pause ဆိုလို့ရှိရင် es ပေါင်းရတယ် finish es ပေါင်းရတယ် watch es ပေါင်းရတယ်wine နဲ့ဆုံးရင် wine ကို I ပြောင်း es ပေါင်းပေးရတယ် studies try tries do တို့ go တို့ဆိုလို့ရှိရင် es ပေါင်းထည့်ပေးရတယ် present simple ကိုဘယ်ချိန်မှာသုံးမလဲ that are true in general ယေဘူယျအမှန်တရားတွေ for things that happen sometimes or all the time ရံဖန်ရံခါဒါမှမဟုတ်ဆိုလို့ရှိရင်အမြဲတမ်းလိုဖြစ်နေရတဲ့အရာတွေတစ်ခါတလေဖြစ်နေရတဲ့အရာတွေအဓိကတော့ verb of frequency always တို့ never တို့ often တို့ usually sometimes ဒီ verb of frequency သူကကြိမ်ရေပြကရိယာဝိသေသနလို့ခေါ်တယ်ပေါ့နော်ကြိမ်ရေပြကရိယာဝိသေသနတွေနဲ့တွဲတုံးတယ် Okay အဲ့ဆိုလို့ရှိရင်တစ်ချက်လောက်ကြည့်ကြည့်ရအောင် I like big cities မြို့ကြီးပြကြီးတွေကိုကြိုက်ပါတယ် Okay အဲ့ဆိုလို့ရှိရင် Your English is good မင်း English ကောင်းတယ် You speak very well မင်းတေချာလီပြောနိုင်တာပဲပေါ့ Okay ပြီးလို့ရှိရင် Tom works very hard Tom အလုပ်ကြိုးစားပါတယ်တဲ့ He start at 7:30 9:30မှာလုပ်စားတယ် finish at 8 o'clock in the evening 8နာရီမှာလုပ်ဆင်းတယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်ပုံမှန်ဖြစ်နေတဲ့ຢာတွေပြီးလို့ရှိရင်နောက်တစ်ခုမှတ်ထားရမယ် habits အလေးအကျင့်တွေကိုလည်းတောင်းတယ် habits အလေးအကျင့်တွေကိုလည်း present simple နဲ့ပေါ်ပြတယ်ပေါ့နော် Okay the earth goes round the sun ကမ္ဘာနေကိုလှည့်ပတ်နေရတာ general truth အမှန်တရား we do a lot of different things in our free time it costs a lot of money to build a hospital ဆေးရုံတစ်ရုံဆောက်ဖို့ဆိုလို့ရှိရင်ပတ်စံတွေအများကြီးကုန်ကြပါတယ် Okay always အမြဲတမ်း never ဘယ်တော့မှ often မကြာခဏ Okay ဒါတွေကိုအရင်ဆုံးမှတ်ထားရမယ်ပေါ့နော် usually ထုံးစံအတိုင်းပုံမှန်အတိုင်းပေါ့ sometimes တခါတရံအဲ့ဒါတွေနဲ့ present simple နဲ့တွဲတုံးတယ်အဲ့ဒီမှာတစ်ချက်မှတ်ထားရမှာကသူတို့အဲ့ဒီ verb of frequency တွေကို main verb ရဲ့အရှိမသုံးပေးရတယ်ပေါ့နော်ဒါအမြဲတမ်းမှတ်ထားရမယ်
Sue always gets to work early. Sue အမြဲတမ်းတဲ့အလုပ်ကိုစောစောတွားပါတယ်တဲ့ I never eat breakfast. ဘယ်တော့မှမနက်စာမစားဘူး We often go away at weekends. မကြာခဏသူတို့ဒီစနေတနင်္ဂနွေပိတ်ရက်တိုင်း weekends တို့ Mondays တို့ S ထည့်လိုက်လို့ရှရင်ဒီတနင်္လာနေ့တိုင်းစနေတနင်္ဂနွေပိတ်ရက်တိုင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော် Mark usually plays football on Sundays. တနင်္ဂနွေနေ့တိုင်းလိုမှာသူဘောလုံးကစားတယ်ပေါ့ I sometimes walk to work but not very often. တခါတလေတော့သူအလုပ်ကိုလမ်းလျှောက်သွားတယ်တဲ့ဒါပေမဲ့အမြဲတမ်းလိုပေါ့နော်မကြာခဏတော့မဟုတ်ပါဘူးတဲ့ Okay တော့ဆိုလို့ရှိရင် Vera တို့ဒီ unit 5ကကြတော့ present simple မထားရမှာက true in general ပေါ့နော် things that are true in general truth တွေရေဘူးရမှန်တရားတွေပြီးအမြဲတမ်းလို့ဖြစ်နေတဲ့ຢာတွေဒီ verb frequency တွေနဲ့တွေ့တုံးလို့ရတယ် habits အလေးအကျင့်တွေနဲ့တွေ့တုံးလို့ရတယ်ပြီးလို့ရှိရင်အမှန်တရားပေါ့နော်အဓိကကတော့ Okay အဲ့ဒါဆိုလို့ရှိရင်เนาะ Vera တို့အနေနဲ့ဒါပြီးလို့ရှိရင်ပုံမှန်တိုင်း exercise လုပ်မယ်အဖြေကိုကြတော့ PDF file ရဲ့နောက်ဆုံးမှကြည့်လို့ရတယ်လို့ Vera လေဒီ exercise တွေတည်တံ့ပြန်ပြီးတော့ရှင်းပြပေးထားတဲ့ video လေးတွေလုပ်ပေးတော့ဖို့ရှိပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့နောက် video မှာပြန်ပြီးတော့တွေ့ကြမယ်Thank you for your time and have a good day. Thank you.